Morgan Roger ခေါ်ယူပြီးတဲ့နောက်ထပ်ပြမှတ်တွေ Chelsea ဆက်လက်လှုပ်ရှားနေပါတယ်အားလုံးပဲ Chelsea ပြည်သက်တွေမင်္ဂလာပါကျွန်တော်ကတော့ Football Watch Channel မှာဝင်းဆောင်မှာဒီလိုလေးမှာတော့ Chelsea အသင်းရဲ့သတင်းသုံးပုဒ်ကိုကျွန်တော်တင်ဆက်ပေးတော့ပါမယ်Master လက်ခွိုင်းအပြောင်းရွှေ့ရဲ့ Enzo Fernandez အနာဂတ်ရဲ့ပြီးတော့ Nicolas Jackson ရဲ့အနာဂတ်ရဲ့ပေါ့နော်ဒီ၃မျိုးကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ Topsport ရဲ့ဖော်ပြချက်အရာပေါ့နော် Chelsea အသင်းနဲ့ Crystal Palace အသင်းကြားမှာ Message လက်ခွိုင်းအတွက်တိုက်ရိုက်တရားဝင်စကားပြောနေပြီးဖြစ်ပါတယ်အဲ့တော့ Chelsea ရဲ့အပြောင်းရွှေ့တွေကလက်ရှိဒီယာဒီမှာဆိုရင်ကျွန်တော်တို့ဒါ Marco Palestra ဆိုလဲတော်လေးမြန်တယ်ပြီးတော့ကျွန်တော် Morgan Roger ဆိုလဲတော်လေးမြန်သူတို့လှုပ်ရှားခဲ့တယ်အခု Message လက်ခွိုင်းဆိုရင်လည်းသူတို့လင်းမြန်လှုပ်ရှားဖို့စပြီးတော့ကြိုးစားလာပြီအဲ့တော့ဒီနေရာမှာ Crystal Palace ကသူတို့အသင်းရဲ့ကစားသမားအထွေပေါင်55တန်းအနည်းဆုံးအလိုရှိပါတယ်ဒါသူတို့ရဲ့အခြေခံပြောင်းရွှေ့ခြင်းပေါ့နော်55တန်းအနည်းဆုံးရမှာသူတို့စပြီးတော့စကားပြောမှာဖြစ်ပါတယ်အဲ့တော့ဒီနေထားက55တန်းပေါ့လက်ရှိဈေးကွက်ပေါက်ကြီးတွေအရ55တန်းကမဆိုးလာဘူးလို့ပြောလို့ရတယ်ဇာဘီအလွန်ဆိုရဲ့ပေါ့နော်ကျွန်တော်တို့ဒါ343 system မှာပဲဖြစ်ဖြစ်3421 system မှာပဲဖြစ်ဖြစ်တကယ်ကိုကျွန်တော်တို့ဒါအသုံးဝင်တဲ့ CCB ကစားသမားတစ်ယောက်ကို Chelsea အနေနဲ့ရရှိမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီကစားသမားက Oliver Glasner လက်ထက်မှာလည်းဒီ343 system ကိုကျင်းညက်အောင်ကစားထားတဲ့ကစားသမားတူဖြစ်တဲ့အတွက်ဇာဘီအလွန်ဆိုအတွက်တော်တော်လေးအသုံးဝင်တယ်နောက်ပြီးတော့ Chelsea ရဲ့ဒီယာဒီမှာပြောင်းလဲလာတဲ့Premier League Broadband အသင်းသုံးခေါ်ယူမှုဆိုတဲ့အရာနဲ့လေ message လက်ခံသွားပြီးတော့ကိုက်ညီပါတယ်အဲ့တော့ Chelsea အသင်းပိုင်ရှင်တွေကသူတို့ဂတိပေးထားတဲ့အတိုင်းပဲဒီနေရာဒီမှာအသင်းသုံးကစားသမားတွေကိုငါတို့ခေါ်ပြီးမယ် ready made ကစားသမားတွေကိုခေါ်ပြီးမယ်လို့သူတို့ပြောခဲ့တယ်အဲ့တော့လက်ရှိအချိန်မှာ Morgan Roger လို့ ready made ကစားသမားတို့ကိုသူတို့ခေါ်လိုက်တယ်ပြီးတော့အခုကျွန်တော်တို့じゃ message လက်ခွိုင်းလို့ ready made ကစားသမားတို့ကိုသူတို့ထပ်ပြီးတော့ခေါ်မယ် ready made ဆိုတာဒီခေါ်လိုက်ပြီဆိုတာ ਨੇ အသင်းရဲ့ line နဲ့ထဲမှာထည့်သုံးလို့ရတဲ့ကစားသမားမျိုးပေါ့နော်တချို့ကစားသမားတွေကကြတော့အချိန်ယူရမယ်ပြီးတော့အငားတွေပြန်ချရမယ်ဒီလိုအနေထားမျိုးတွေကိုဒါအသင်းပြိသက်တွေမလိုချင်ဘူးအဲ့တော့ Chelsea ပိုင်ရှင်တွေနေနဲ့ okay ငါတို့ရဲ့ transfer policy ကိုဒီနေရာဒီမှာပြောင်းလဲမယ်ဆိုပြီးတော့ပြောင်းလဲတဲ့ပုံစံကိုတောက်လျှောက်ပြသနေခဲ့တာပါအဲ့တော့ Message the Coin နဲ့ Chelsea ကြားမှာရောသဘောတူညီမှုရထားလားဆိုရင်တော့အခုထိတော့တရားဝင်မထွက်သေးပေမဲ့ Message the Coin က Chelsea ကိုညှင်းတဲ့အကြောင်းမရှိဘူးပေါ့နော် Chelsea က Message the Coin ကိုသူလက်ရှိရနေတဲ့လစာထက်2ဆနဲ့ကန်လန်းထားတယ်လို့သိရပါတယ်အဲ့တော့Chelsea ကကစားသမားတွေစီးရုံးတဲ့နေရာမှာတော်တော်လေးမြန်တယ်အခုဇာဘီအလွန်ဆိုကပါအပြောင်းရွှေ့တွေမှာဝင်ရောက်ပြီးတော့ကစားသမားတွေကိုစီးရုံးတဲ့နေရာမှာပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက်အပြောင်းရွှေ့လင်းလင်းမြန်မြန်ဖြစ်တယ် Morgan Roger အပြောင်းရွှေ့မှာလည်းဇာဘီအလွန်ဆိုနဲ့စကားပြောပြီးတဲ့နောက်မှာ Morgan Roger က Chelsea ကိုဒါပြောင်းဖို့ကောင်းချင်းခဲ့တယ်ဆိုတဲ့အချက်တွေရှိတယ်အဲ့တော့ဒီကစားသမားနဲ့အနေထားမှာလည်း Chelsea အနေနဲ့ဇာဘီအလွန်ဆိုပါဝင်ပတ်သက်ပြီးတော့စကားပြောဖို့ရှိပါတယ်အဲ့တော့ဒီကစားသမားကိုပြိုင်ဘက်တွေနေနဲ့ဘယ်သူတွေရှိလဲဆိုရင်လီဗာပူးရှိတယ်အာဆင်နယ်ရှိတယ်ဒါပေမဲ့သူတို့ကတော့ထဲထဲဝင်စူးစမ်းနေခြင်းမျိုးမရှိဘူးပေါ့နော်အဲ့တော့Chelsea ကလောလောဆယ် message လက်ခွိုင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ခြေတလန်းတက်ထားပါတယ်ဒါကတော့ Crystal Palace နဲ့ Chelsea မှာကောင်းချင်းဆိုင်ပြီးတော့တရားဝင်စကားပြောနေပါပြီမကြခင်မှာထူးခြားဖို့ရှိလာနိုင်ပါတယ်နောက်ထပ်သတင်းက Enzo Fernandez ပေါ့နော် Enzo Fernandez နဲ့ပတ်သက်ပြီးတော့50-50အနေထားပဲပြောလို့ရတယ် Chelsea ကသူတို့သတ်မှတ်တဲ့ပြောင်းရွှေ့ခြင်းကိုပေးလာမဲ့သူရှိမယ်ဆိုရင်ရောင်းပါ120ပေးမဲ့အသင်းပေါ်လာတယ်ကစားသမားကလည်းထွက်ချင်နေပြီဆိုရင် Chelsea ကရောင်းဖို့ပြင်ဆင်ထားတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဒါ Enzo Fernandez အနေနဲ့ဒီနေ့ညကမ္ဘာဖလားဖိုင်နယ်အပြီးမှာသူနားရဲ့ယူပြီးတာနဲ့အသင်းထံပြန်လာမယ်ဆိုရင်လည်းနီးပြစာပြေလွန်းဆိုနေနဲ့ပြန်လဲကြိုးဆိုသွားမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ယောက်က Nicolas Jackson မှာဒါ Aston Villa နဲ့ပေါ့နော် Morgan Roger အပြောင်းရွှေ့လုပ်တဲ့အချိန်မှာ Aston Villa ကဒီ Chelsea တိုက်စစ်မှု Nicolas Jackson နဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့တယ်။ Oliver King အသက်အရွယ်တစ်ခုရလာတဲ့အချိန် Aston Villa ကပြီးခဲ့တဲ့နွေရာသီတဲက Nicolas Jackson ကိုစိတ်ဝင်စားမှုပြခဲ့တယ်။ဒါပေမဲ့သူတို့မှာက financial အရအခက်အခဲတွေရှိတဲ့အချိန် Nicolas Jackson ကိုသူတို့မခေါ်ခဲ့ဘူးပေါ့နော်။ Oliver King ကိုပဲသူတို့ဆက်ပြီးတော့တုံးခဲ့တယ်။အဲ့တော့ King ကတရားဒီနဲ့တရားဒီအသက်ကြီးလာတဲ့အချိန်မှာသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်ရေရှည်ရင်းနှီးမြှုပ်နှံမှုကို Aston Villa အနေနဲ့ပြုလုပ်ရမယ်။အဲ့တော့သူတို့က Chelsea ရဲ့တိုက်စစ်မှု Nicolas Jackson ကိုစိတ်ဝင်စားတယ်။ Chelsea က Nicolas Jackson ကိုရောင်းမလားဆိုရင်လောလောဆယ်မတိကြသေးဘူးအဲ့တော့ Nicolas Jackson ရဲ့အနာဂတ်ကဘယ်ချိန်မှသိရမလဲဆိုရင် Chelsea က free season မှာဇာဘီအလွန်ဆိုအနေနဲ့ Nicolas Jackson ကိုစမ်းသပ်ချင်သေးတယ် Nicolas Jackson ကိုသူအသုံးပြုချင်သေးတယ် Nicolas Jackson ရဲ့ခြေစွမ်းကဘယ်လိုလာမလဲအပေါင်းလက္ခဏာလားအနှုတ်လက္ခဏာလားသူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာမှာ Nicolas Jackson ကောင်းကောင်းကစားပြနိုင်မလားအဲ့တော့ Jackson ခြေစွမ်းပြမပြဒါရာသီကြိုမှာခြေစွမ်းပြမပြကဒီအပြောင်းရွှေ့ဖြစ်မဖြစ်ပုံမှာအများကြီးမူတည်သွားလိမ့်မယ် Chelsea ကလောလောဆယ် Nicolas Jackson အတွက်တကားကိုဖွင့်မထားသေးဘူးဒါပေမဲ့ရာသီကြိုမှာဒါအဆင်မပြေဖြစ်ခဲ့တယ်ဆိုရင်သူတို့က Nicolas Jackson ရဲ့တကားကိုဖွင့်ပေးမှာဖြစ်ပါတယ်အဲ့ကြရင် Aston Villa ကပထမဦးဆုံးဝင်ရောက်လာနေတဲ့အသင်းဖြစ်ကျွန်တော်တို့ယူဆရပါတယ်အဲ့တော့ Chelsea ကတော့အခု Message လက်ခွိုင်းကိုတောက်လျှောက်စူးစမ်းနေပြီအဲ့ဒီနောက်မှာသူတို့အနေနဲ့ကွန်းလေပိုင်းအတွက်လည်းလှုပ်ရှားဖို့ရှိတယ်ပေါ့နော်ကျွန်တော်ဆက်လက်စောင့်ကြည့်ကြပါစို့အဲ့တော့ Chelsea ပြည်သက်တွေအနေနဲ့ဒီပြောင်းရွှေ့တွေပေါ်မှာဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကောင်လေး follow လုပ်ခဲ့ပါအောင်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်
good luck ပါကျွန်တော်ကဘာဖလာဂျာစီကဝေးလောက်ထားပါတယ်เนาะဘိုလူပဲအခုကျွန်တော်တို့ဒါပွဲမစားခင်တနားရီလိုအထိဖြစ်တဲ့အတွက်မမှန်းရသေးဘူးဆိုရင်ဒီ channel ရဲ့ဗီဒီယိုလေးမှာတွားပြီးတော့မှန်းဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ်အားလုံးပဲ good luck ပါ